ဒီဇန်ရှင်နဲ့ဖလိုရန်ကွာဘယ်လောက်ချစ်ကြလဲဆိုရင်ကြည့်လိုက်ကွာမင်းတို့ပဲလက်သီးတောင်ထိုးတာဆိုတော့တော်တော်ချစ်ကြမှာကွာ What လောက်တောင်ချစ်လဲဆိုတာကြည့်လိုက်ကွာသူတလင်းကိုတလိမ့်မယ်တန်ရင်ကလည်းတော်တော်ကျန်းတယ်ကွာအသေးကျန်းတာကွာပွဲချိန်တော့10မိနစ်ပြည့်သေးဘူးဟိုဘက်ကနှစ်ကောင်ဝိုင်းလို့တာခံလိုက်ရအမေလည်းစိတ်မဝင်နဲ့ကွာကိုရက်ငါတပြားကင်တာဆိုတော့ကိုလုံးကပ်ပြီးတော့ထဲမှာကွာစက်ကြောက်ပြောစက်ကြတမျိုးမထင်နဲ့တုံနဲ့ကွာထဲမဲ့သူကိုလိုက်ရှာငှက်မလေးဖြစ်နေငှက်မလေးကိုထဲဖို့ဆိုပြီးတော့အချိန်လေးကိုတစ်ချက်ကြည့်ရအောင်ဟိုကောင်ရန်နေကတ်တွေနေကွာငါအတိုင်းပဲကွာအကြောင်းမလို့မင်းစော်ပြစ်ခံရနဲအောင်နေသေးရဲ့အမေဒီကောင်ငါတို့မျက်မှန်မြင်အဖွဲရကောင်မျက်မှန်နေလားမသိဘူးလာပြီးတော့ပုံပြနဲ့ခြုံနဲ့ဝင်ပြီးတော့ခြုံနဲ့ဝင်နေဆိုပြီးတော့ကတ်ပြီးတော့ထဲပေးလိုက်တော့ကွာနှစ်ချောင်းနဲ့ဒီခါအလဲကြရသူကတော့ဂျောဟက်ပေါ့ကွာဝါပူနဲ့ချောင်းကမင်းနောက်ကစ်တွေပါကန်ပြနဲ့အဟုတ်ပြရီကိုကြီးပါညာတော့ပြနေသေးတယ်ဟိုမှအိုမိုခွတ်ဘဲဆိုရင်ကွာကောင်မလေးနဲ့ဒီနေရာမှာလမ်းလျှောက်မှာဘဲဟုတ်မလဲအိုမိုခွတ်နဲ့လမ်းလျှောက်နော်ဟိုမှာကွာညံငတ်မာလေးကိုတွေးလို့ဆိုရောကောက်ပိုင်းလိုက်တာကွာလောင်ကြီးကွာမညာမတာစောက်ကောက်ကိုဖနှောင်းနဲ့တက်ပေါက်သွားပါတယ်တဲ့အဲ့လိုမလုပ်ပါနဲ့ကွာငါညီမလေးကိုပူနဲ့ငတ်မလေးကပျော်ပါနေရတယ်ကြီးစမ်းမင်းပျော်ပါခြင်းလာပျော်ပါခြင်းကိုရော့ကပ်ပြီးနှိုက်ပြီးမယ်ရောဟာဝါပူတော့ထားခဲ့လိုက်ကွာဝါပူကပြန်ကျိတ်သွားရင်အကုန်လုံးတုတ်ကုန်နေလိမ့်မယ်ဒါကြောင့်မို့ထားခဲ့လိုက်ကွာဒီကောင်ကြီးကိုပြားဆိုတဲ့အတိုင်းပဲကွာနှိုက်တဲ့နေရာမှာလေလင်မြန်တိကျနေရမှာကွာမဟုတ်ရင်ဟိုနိုင်ဒီနိုင်ဆိုရင်စင်ပြေဦးလေတစ်ဖက်သားဝါပူကကွာမြင်လို့မကောင်းကွာငါ့ဘက်ကညီမလေးကိုတင်းနေလိုက်ထဲကွာညီလေးကဒီလိုထဲကွာအပူလို့များကွာခဏထဲ့ပေးရတော့မှအားမရသေးဘူးနောက်တစ်ခါဆက်နှိုက်ခံခြင်းနဲ့နှိုက်ခံခြင်းတော့လေကိုယ့်ရဲ့နှိုက်ပြန်မို့ရော့ဒါမျိုးကြီးမှန်းတတ်မှာကွာနှိုက်လို့ကောင်းတာကွာရော့မှန်းပြီးထဲလိုက်တော့ကွာဒေဝနာကလည်းကွာသူ့ရဲ့နှစ်ရှည်လာများမလျှော်ရသေးတဲ့စကတ်ကြီးနဲ့လာအုပ်နေရတယ်နေပါဦးဒီကပောင်းအောင်ဘလို့ဖြစ်နေအိမ်တွေမဲ့နေတော်တော်ဖြစ်နေလာညီလေးဟာညီလေးရမင်းပေါင်းနေလာကြီးဆိုတာကိုခံသားမိနေမင်းပြန်လိုက်လာဆိုကြတဲ့အားလုံးဘက်ကအိုမခွာကမသိဘူးသူဘက်ကအပေါင်းမပါလဲဝင်ချတာတဲ့ငတ်မဲရအမဖင်ချသွားပြီနှိုက်တာတော်ခြင်းကွာလက်မြင်ရကွာစလိုဝန်ဖြစ်နေလို့မရကွာရော့မင်းတော့ပြမှာရော့လေဒါမျိုးဆိုနည်းနည်းရှိန်သွားပြီကွာဒါတော့မှလက်ကစလိုဝန်ဖြစ်နေတာ sorry brother အဲတော့ဝါပူကနည်းနည်းရှိန်သွားပေါ့အမဲသူ့ကိုမမြင်ဘူးမှန်နေပူစီနန်ရော့ပူစီနန်သူ့ရဲ့မုတ်ထဲမှာဆိုကာကွယ်ရမယ်ထင်ညာဘာသားလေးကရွာပြန်ပြီးတော့ကောက်ဆိုင်ကိုင်းလိုက်မှာမလေးဘာကောင်မကြီးဒီကောင်မကြီးဘာကောင်မကြီးအမလုံးနဲ့ဟေးသူကကြောက်တတ်တယ်နေပေါင်းလောင်းချီကိုကြီးဆောင်လို့ညီလေးကတော့ဘွားပြက်ပြီးပေါ့ကွာကိုကြီးမရှိတော့လမ်းကြီးရှိနေလိုက်ကြတာရော့အမနေရမ်းမလုံးနဲ့ငါ့ဘက်ကနတ်သမီးကိုရမ်းမလုံးနဲ့ကိုကြီးကဲမယ်ညီမလေးဒီကောင်ကပောင်းဆိုကိုကြီးသိရဲ့လေကိုရှင်းထုတ်ပေးလိုက်ပြီညီမလေးစိမ့်မှုနဲ့တို့တာကြီးတို့ရေးကြီးရဲ့ကောင်တွေကိုစောင့်နေရရောရေးကြီးရဲ့ကောင်တွေလာရင်ပိုင်းဖြက်စီးကြရေးကြီးရဲ့ကောင်ငှက်မဲဖြစ်နေရတာမသိဘူးကွာရောရှယ်ရိုးလေးနဲ့တကွက်ပြလောက်မယ်အမဲဟိုကောင်နဲ့ရှိန်တော့မကြောက်ပါနဲ့ကိုကြီးကအိမ်လည်းမရှိရောအိမ်မရှိဘာမှမလုပ်တော့ဘူးသိလားကွာဒီမှာကပောင်းကောင်နီးကရှယ်ရိုးသွင်းတာမဝင်ဘူးတဲ့အိုင်ယိုဆောင်းကြပါဦးဟာတင်မောသားဘလို့ဖြစ်နေအိမ်တွေမဲ့နေလားတင်မောသားကွာမင်းကငါလာခဲ့ပြီပါဝါပူပဲငါစီးနိုင်ခဲ့ရကွာမင်းကိုမကယ်တင်နိုင်ခဲ့တဲ့တောင်းမှန်ပါ my friend ဒါပေမဲ့ဒီဂိမ်းကိုကိုကြီးအံ့ပေးပါမယ်ညီလေးစိတ်မပူပါနဲ့ကိုတို့ချိန်မှာဆိုရင်ကိုကသွေးတစ်ဆက်သူကသွေးတစ်ဝက်ဆိုရင်ဝင်မချနဲ့တာကြီးတို့တယောက်ကိုစောင့်ရောတယောက်ဝင်လာဆိုတော့တောင်းအုံးလေးဝင်ချလိုက်ကွာဘလို့စစ်စစ်ကိုကြီးတို့ကတောင်းအုံးလေးပဲရိုက်ချိုးရတောင်းမန်းကွာ sorry တရုံမပြောမိရနောက်ဗီဒီယိုမှာပြန်တွေ့မယ်ဘိုင်ဘိုင်